ဒီအမျိုးသမီးဟာခင်မုန်းဖြစ်သူနဲ့သူမရဲ့အချစ်ဆုံးတငယ်ချင်းတို့ရဲ့တိုးတိုးတိတ်တိတ်စကားသံတွေကိုမတော်တဆကြားမိသွားချိန်မှာပဲသူမခေါ်ယူမွေးစားထားတဲ့ကလေးဟာတကယ်တော့သူတို့နှစ်ယောက်ရဲ့တွေးသားရင်းချဖြစ်နေမှန်းသိလိုက်ရပါတယ်သူတို့နှစ်ယောက်ဟာဒီကလေးကိုကြားခံထားပြီးသူမရဲ့ပိုင်ဆိုင်မှုအလုံးကိုဝါမျိုးကိုကြံစည်နေကြတာပါဒါပေမဲ့အမျိုးသမီးဟာချက်ချင်းဒေါသတကြီးမတုံ့ပြန်ခဲ့ပဲတည်ငြိမ်စွာနဲ့ပဲမွေးစားခဲ့တဲ့မိဘမဲ့ကေဟာကိုပြန်သွားပြီးကလေးကိုတခြားတစ်ယောက်နဲ့တိတ်တဆိတ်လဲလှယ်ပစ်လိုက်ပါတယ်အမျိုးသမီးဟာသူတို့နှစ်ယောက်အကောင့်ထဲပေါ်လာမဲ့နေ့ကိုစိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေခဲ့တာပါအမှန်တရားကိုမသိရှာတဲ့ထိုနှစ်ယောက်ဟာကလေးနဲ့တန်ရောစင်ရအောင်လက်ဆောင်ပစ္စည်းမျိုးစုံဝယ်ပေးရင်းဒါတွေဟာအမျိုးသမီးအတွက်လုပ်ပေးတာပါဆိုပြီးဟန်ဆောင်ခဲ့ကြပါတယ်အမျိုးသမီးကလည်းတငယ်ချင်းဖြစ်သူကိုဒီကလေးအရွယ်ရောက်လာရင်ကုမ္ပဏီကိုအမွေပေးမယ်လို့အရေးရောင်ပြကမျှော်လင့်ချက်တွေပေးထားခဲ့တဲ့တငယ်ချင်းဖြစ်သူဟာဝမ်းသာလုံးစိုးနေပေမဲ့ကလေးကသူမအပေါ်အမြဲတမ်းအေးဆက်ဆက်ဆံနေတာကြောင့်စိတ်မအေးဖြစ်နေခဲ့ရပါတယ်တနေ့မှာတော့ကလေးတစ်ယောက်ဟာသူ့မိဘအရင်းတွေကိုလက်မခံနိုင်ပဲညှင်းဆန်နေတဲ့ဆိုတဲ့သတင်းတစ်ခုကိုတွေ့လိုက်ရတယ်ဒါကိုအကြောင်းပြပြီးအမျိုးသမီးကမွေးကျေးဇူးထက်ကြွေးကျေးဇူးကပိုကြီးကြောင်းနဲ့ကလေးဆိုတာမျိုးကအနားမှာအတူတူနေပေးတဲ့သူကမှပိုပြီးခင်တွေ့တာလို့ပြောလိုက်တဲ့အခါတငယ်ချင်းဖြစ်သူကအဟုတ်မှတ်ပြီးယုံသွားပါတယ်အဲ့ဒီနောက်မှာတော့တငယ်ချင်းဖြစ်သူဟာအမျိုးသမီးရဲ့ခင်မုန်းဖြစ်သူနဲ့တိုင်ပင်ပြီးသူမတို့အိမ်ဘေးကအိမ်ကိုဝယ်ဖို့ရှင်းငွေတွေတောင်တိတ်တဆိတ်ယူခဲ့ကြပါတယ်အမျိုးသမီးကတော့ဒါတွေကိုအဆအဆုံးသိနေခဲ့ပေမဲ့မသိချင်အောင်ဆောင်နေခဲ့ပါတယ်တငယ်ချင်းဖြစ်သူဟာလည်းအမျိုးသမီးရဲ့အိမ်မှာ3နှစ်တိတိကလေးထိန်းတစ်ယောက်လိုနေထိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့ကလေးရဲ့တက္ကသိုလ်ဝင်ခွင့်စာမေးပွဲနေ့ရောက်လာပါပြီထိုနှစ်ယောက်ဟာတိတ်တဆိတ်ချင်းတွေ့နေကြတော့အမျိုးသမီးကအိမ်ကိုစောစောပြန်လာမယ်လို့တမင်ဖုန်းဆက်လိုက်ပါတယ်ခင်မုန်းဖြစ်သူဟာပြပြတလဲနဲ့ပုံးစရာနေရရှာပါတော့တယ်အမျိုးသမီးအခန်းထဲဝင်သွားတဲ့အခါတငယ်ချင်းဖြစ်သူကိုပဲတွေ့ရပြီးသူမကတော့ကလေးကိုပြုစုရတာပင်ပန်းလို့နေအခန်းထဲမှာခဏနားနေတာလို့စင်ကြေပေးရှာတယ်အဲ့ဒီအချိန်မှာပဲအိမ်ကဝန်ထမ်းတစ်ယောက်ကပြတင်းပေါက်ဖောင်မှာတွဲလောင်းခိုနေတဲ့ခင်မုန်းဖြစ်သူကိုမြင်သွားပြီးအော်လိုက်တာကြောင့်ခင်မုန်းဖြစ်သူလည်းလန့်ပြီးပြတင်းပေါက်ပေါ်ကနေပြုတ်ကျသွားပါတော့တယ်အဲ့ဒီမတော်တဆမှုကြောင့်ခင်မုန်းဖြစ်သူဟာတသက်လုံးဝီးချဲပုံမှာပဲဖြတ်တန်းရမယ့်ဒုက္ခိတတစ်ယောက်ဖြစ်သွားခဲ့တယ်သူမတငယ်ချင်းကတော့ရှိုက်ကြီးတငယ်ငိုကြွေးနေပေမဲ့သူမကတော့ဘာမှမသိတယ်လို့ဟန်ဆောင်ပြီးခင်မုန်းဖြစ်သူကိုဘာလို့ပြတင်းပေါက်ကပြုတ်ကျရတာလဲလို့မေးလိုက်တဲ့အခါသူတို့နှစ်ယောက်စလုံးတိတ်ဆိတ်သွားကြပါတယ်မကြခင်မှာပဲကလေးရဲ့စာမေးပွဲရလက်ထွက်လာပြီးနာမည်ကြီးတက္ကသိုလ်တစ်ခုမှာတက်ခွင့်ရသွားတယ်အမျိုးသမီးလည်းချက်ချင်းပဲသတင်းစာရှင်းလင်းပွဲလုပ်ပြီးကလေးကိုကုမ္ပဏီရဲ့အမွေဆက်ခံသူအဖြစ်ကြေညာလိုက်တယ်စာချုပ်လက်မှတ်ထိုးပြီးတဲ့အခါမှာတော့တငယ်ချင်းဖြစ်သူကစိတ်လှုပ်ရှားစွာနဲ့မတက်ရက်လိုက်ပါတယ်ခင်မုန်းဖြစ်သူဟာလည်းဟန်ဆောင်မှုတွေကိုခွာချလိုက်ပြီးတငယ်ချင်းမျိုးသမီးဟာသူ့ရဲ့ဇနီးအစ်စ်ဖြစ်ကြောင်းနဲ့ဒီကလေးဟာသူတို့နှစ်ယောက်ရဲ့တွေးသားအရင်ချဖြစ်ကြောင်းလူပုံအလယ်မှာထုတ်ဖော်ပြောလိုက်ကြတယ်အမျိုးသမီးကတော့ဝမ်းနဲ့ပူဆွေးနေတဲ့ပုံစံနဲ့ဟန်ဆောင်မှုပြနေပြီးကလေးကတော့ဖြစ်ပျက်သမျှကိုမယုံနိုင်အောင်ကြည့်နေခဲ့တယ်သူတို့နှစ်ယောက်အောင်နိုင်သူတွေလိုဂုံယူဝင်းကြွားနေတာကိုကြည့်ရင်နောက်ဆုံးမှာတော့သူမဟာမထိန်နိုင်တော့ပဲအကျယ်ကြီးရေမောမိပါတော့တယ်သူမကခင်မုန်းဖြစ်သူကိုအမှန်တရားကိုလွန်ခဲ့တဲ့16နှစ်ကတည်းကငါသိခဲ့တာပြီးတော့ဂေဟာကကလေးကိုလည်းငါလည်းပြစ်လိုက်ပြီလို့ပြောလိုက်တယ်သူတို့နှစ်ယောက်ကသူမကိုယူနေပြီးအထင်နဲ့မယုံကြပါဘူးအဲ့ဒါနဲ့သူမကလုံခြုံရေးတွေကိုတကားဖွင့်ခိုင်းပြီးလက်ထောက်ဖြစ်သူကို DNA စစ်ဆေးချက်အစီရင်ခံစာယူလာခိုင်းလိုက်တဲ့စစ်ဆေးချက်ရလဒ်ကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူတို့နှစ်ယောက်လုံးဟာအကြီးအကျယ်ပြိုလဲသွားကြပါတော့တယ်